ကဲညီကိုတို့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Extra Time ဆိုတဲ့ channel လေးကနေပြီးတော့ကြိုဆိုပါတယ်ညီကိုတို့ရေနော်ကျွန်တော်ဒီ video လေးမှာတော့လက်ရှိဒါ Tottenham Hotspur အသင်းရဲ့ပြောင်းရွှေ့ဖြစ်ခဲ့တဲ့ပြီးမြောက်ခဲ့တဲ့ Here Go တရင်ကြောင်းလေးတစ်ခုကိုဆွေးနွေးတင်ဆက်ပေးသွားမှာပါဆိုတော့ Tottenham Hotspur ရဲ့ပြည်သက်တွေအတွက်ပျော်ရွှင်စရာလားမပျော်ရွှင်စရာဖြစ်ခဲ့တဲ့အပြောင်းရွှေ့တစ်ခုလားဆိုတော့ကြောက်ရင်တော့ဒီမတဲကွဲဘူးလို့ပဲပြောချင်ပါတယ်ဘာကြောင့်လဲဆိုတော့လက်ရှိမှာ Tottenham Hotspur တွေခေါ်ယူသွားတဲ့ကစားသမားဒါ7ဟိုနဲ့ပတ်သက်ပြီးကြည်ရတော့ဆိုရင်ဒါတိတ်ဟိုတဘောမကြတဲ့ပုံစံမျိုးတော့ကျွန်တော်မြင်ရပါတယ်လက်ရှိမှာဗျာTottenham Hotspur တွေနဲ့ဒီ Man City အသင်းတို့အပြောင်းရွှေ့ပိုင်းဆိုင်ရာကိုဒါတဘောတူညီမှုအလုံးစုံရရှိသွားခဲ့ပါပြီမင်းညက်ပိုင်းမဟုတ်ပါဘူးဒီနေ့မနက်ခင်းအစောပိုင်းမှာFabrizio Meloကအတီးပြုပြောကြားလိုက်ပါတယ် Tottenham Hotspur တွေကလက်ရှိစာပင်ညိုကိုခုံနိုင်ခဲ့ပြီး Here we go ဖြစ်ခဲ့ပြီးလာမယ့်48နာရီအတွင်း Tottenham Hotspur ရဲ့ကစားသမားတစ်ဖြစ်လာဖို့အတွက်ဒါစစ်စစ်မှုကိုအမြန်ဆုံးလှုပ်ဆောင်သွားမှာဖြစ်တယ်လို့ Tottenham Hotspur ကိုလည်းစာပင်ဟိုကအမြန်ဆုံးပူးပေါင်းသွားမှာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့သိရပါတယ်ဒီအတွက်ကြောင့် Tottenham Hotspur ကစာပင်ဟိုကိုခုံနိုင်ခဲ့ပါပြီဆိုတော့ Tottenham Hotspur ကစာပင်ညိုကိုခေါ်ယူနိုင်ခဲ့ပြီဆိုတော့โอเคအဆင်ပြေတယ်သဘောကျဖို့ကောင်းတယ်ဆိုတော့ Spa ရဲ့ခေါ်ယူမှုတွေကအတော်လေးလဲအားရစရာကောင်းတယ်အသင်းအတွက်တကယ်ကိုကောင်းမွန်တဲ့အစုအဖွဲ့တစ်ခုကို Spa တီဆောက်ထားနိုင်ပြီးအရာအားလုံးအဆင်ပြေတယ်ဒါပေမဲ့အဆင်မပြေတာကနော်ကျွန်တော်အတွက်ပေါ့နော်စပါးပြည့်သက်တွေတော့မသိဘူးတခြားသောညီကိုတော့မတွေ့ဘူးကျွန်တော်အတွက်ဒီပြောင်းရွှေ့မှာအဆင်မပြေတဲ့အကြောင်းအရာတစ်ခုကဘာလဲဆိုတော့စာပင်ဟိုရဲ့ပြောင်းရွှေ့ခြင်းပါစာပင်ဟိုရဲ့ပြောင်းရွှေ့ခြင်းကို Man City အသင်းကဘယ်လောက်ထိတောင်းခဲ့လဲဆိုရင်ပေါင်85တန်းကျော်ထိတောင်းခဲ့ပါတယ်ဒါကို Spa အသင်းကသဘောတူညီပြီးတော့ဒါလာရောပေးပြီးတော့ပေါ့နော်စာပင်ဟိုကိုရအောင်ခေါ်ခဲ့ပါတယ်ဆိုတော့ကစားသမားရဲ့အသက်အရွယ်က22နှစ်ဆိုတော့အသက်အရွယ်ငယ်သေးတယ်ဒါပေမဲ့စာချုပ်သက်တမ်း4နှစ်နဲ့10လเนาะမက်ဆီအသင်းနဲ့စာချုပ်သက်တမ်းအများကြီးကျန်သေးတယ်ဒါပေမဲ့သူ့ရဲ့ market value ကယူရို35တန်းပဲရှိတာเนาะဆိုတော့လက်ရှိမက်ဆီအသင်းမှာလည်းအဓိက key player main player အနေနဲ့ပွဲထွက်ကစားခွင့်ရမနေဘူးနောက်ပြီးတော့မက်ဆီအသင်းနဲ့လည်းတိတ်ပြီးအဆင်ပြေတဲ့ဆက်ဆက်ရေးမျိုးလည်းရှိမနေဘူးပြီးတော့မက်ဆီအသင်းကနေထွက် Tottenham Hotspur အသင်းကိုပြောင်းရွှေ့ရှင်နေတဲ့ဒီကစားသမားရဲ့အခြေအနေဖြစ်စဉ်တွေကတေချာပေါက် Spa အတွက်ဈေးနှုန်းရောနေစွာနဲ့ခေါ်ယူနိုင်ရမယ့်အခွင့်အရေးမျိုးဖြစ်ပေမဲ့လည်းเนาะ Tottenham Hotspur နဲ့ဒီကစားမကိုပေါင်85တန်းထိပေးရှည်သုံးဆွဲပြီးတော့ခေါ်ယူခဲ့ရတာတော့လုံးဝသဘောကျစရာမကောင်းဘူးလို့ကြွရတယ်မြင်ပါတယ်ဆိုတော့Here we go ဖြစ်ခဲ့တဲ့အခြေအနေတခုကိုသဘောကျတယ် Spa ရဲ့ဝင်ကာပိုင်းကိုအားပြည့်နိုင်ခဲ့တာ Spa အတွက်တကယ်ကိုအားရချင်စရာပါဒါပေမဲ့ပြောင်းရွှေ့ခြေပိုင်းတော့များတယ်လို့ထင်တယ်နော်စာပင်ကိုကျွန်တော်အနည်းဆုံးမျှော်လင့်ထားတာယူရိုတန်း60ပေါင်တန်း50လောက်ပဲအဲ့လောက်ငွေကြီးနဲ့ပဲမျှော်လင့်ထားတာဒါပေမဲ့လက်ရှိစပါတင်ပေးလိုက်ရတာကစာပင်ဟိုအတွက်ပေါင်85တန်းဆိုရင်ပေါင်85တန်းတော့မဟုတ်ဘူးတော့ brother တို့ပေါင်85တန်းထပ်ပို့ဖို့ရှိသေးတယ်ဆိုတော့အတတင်ပြောင်းရွှေ့ခြေပေါင်85တန်းအပူစုချင်းငွေဒါပေါင်10တန်းနေဖြစ်လာမလားပေါ့နော်ဒါဆိုရင်ပေါင်85တန်း package ရှိတဲ့ပြောင်းရွှေ့ခြင်းမျိုးဖြစ်သွားပါဒါဆိုရင်ယူရိုတန်း100ပဲ Man City တောင်းထားတဲ့ယူရိုတန်း100ပြီးခဲ့တဲ့နှစ်ကတည်းက Man City တောင်းနေတဲ့ယူရိုတန်း100ကို Spa အပြည့်အဝပေးပြီးတော့ခေါ်ခဲ့ရတာနော် Spa ရဲ့ပုံပွဲတွေလူခေါ်ယူတာဟိုအကောင်းဆုံး quality ရှိဆုံး player တွေကိုခေါ်ယူပြီးတော့စူးစီးနိုင်တယ်ဆိုရင်မဲ့ဈေးနှုန်းတွေအစမတန်ပေးနေတာယူတော့ကျွန်တော်သိတဲ့ဘောမကြဘူးလို့ပဲပြောချင်ပါတယ်ဆိုတော့ဖြစ်ထိုက်တဲ့ပြောင်းရွှေ့ခြင်းမျိုးပေးထိုက်တဲ့ပြောင်းရွှေ့ခြင်းမလို့ပေးရတယ်ဆိုရင်တော့ကိစ္စမရှိပေမဲ့လက်ရှိ7ဟိုလို player မျိုးကိုယူရိုတန်း100လောက်ထိပေးရတာကြီးကတော့လုံးဝသဘာဝမကျဘူးလို့မြင်ပါတယ်ဒါဟာ Spa ရဲ့အနာဂတ်မှာငွေကြေးသုံးစွဲခွင့်နဲ့ပတ်သက်ပြီးတော့အများကြီးထိခိုက်နိုင်တယ် maybe 7ဟိုကိုယူရိုတန်း100ပေးလိုက်ရလို့7ဟိုကယူရိုတန်း100ထက်ကောင်းတဲ့ပုံစံမျိုးတွေပြသပြီးတော့ယူရိုတန်း100တန်ကြီးစွမ်းဆောင်ရည်မျိုးပဲထားပါတော့ယူရိုတန်း100တန်ကြီးစွမ်းဆောင်ရည်မျိုးတွေဆွဲဆော်ရေးခေါင်းတွေပြတာပြီးတော့အသင်းအတွက်အကျိုးပြုနိုင်နေဆိုရင်တော့ဖြစ်စပါတင်ရဲ့အနာဂတ်မှာငွေကြေးထပ်သုံးဆွဲဖို့မလိုပဲနဲ့ဝင်ကစားသမားတယောက်ကိုဆယ်စုနှစ်တစ်ခုတည်းသုံးဆွဲခွင့်ရမှာဖြစ်ပေမဲ့လည်းစာပင်ဟိုတာအချိန်သွေးကောင်းကောင်းမပြနိုင်ဘူးစပါတင်မှာတိုင်ပတ်နေမယ်ဆိုရင်တော့စပါတင်လာမယ့်နှစ်တွေမှာဒီဝင်ကပိုင်းအပြောင်းလဲတွေလုပ်ဖို့အတွက်ကစားသမားဝယ်ယူမှုလှုပ်ဆောင်ဖို့ခက်ခဲသွားပါလိမ့်မယ်ဆိုတော့အခုဆိုရင် Spa သုံးဆွဲထားတဲ့ငွေကြေးအသုံးစရိတ်ကိုကြည့်ပါအ
တော်လေးများနေပါပြီဆိုတော့တိုနယ်လီဒါပေါင်တန်း100နော်ယူအားဖြစ်ဆိုတန်း130 20တောက်ထိရှိပါတယ်နောက်ပြီးတော့ဗါလဲနောက်ပြီးတော့ကျွန်တော်တို့ဒီဟိုမာရီယက်ဖာနာတဲ့ပေါင်85တဲ့ယူတန်း100နော်ဆိုတော့တိုနယ်လီယူတန်း130ဗျာမာရီယက်ဖာနာတဲ့ယူတန်း100ယူတန်း100ဗျာနောက်ပြီးသူတို့ Brighton အသင်းကဘဟက်ကီယူတန်း60ဗျာအခုလက်ရှိ7ဟိုကိုလာစာပင်ဟိုကိုခေါ်ယူခဲ့တဲ့ဒါပြောင်းရွှေ့ခြင်းမှာလေဒါပေါင်85တန်းထပ်ပိုးတယ်အပူစုကြီးငွေပါရင်ကျွန်တော်ထင်တယ်ယူရိုတန်း100ပတ်ကေပဲနော်မန်စီးတီးတောင်းနေတဲ့ယူရိုတန်း100ပတ်ကေပဲပေးခဲ့ရတာဆိုရင်ယူရိုတန်း100ဆိုရင်ပဲကြည့်လိုက်ပါဦးယူရိုတန်း300နဲ့80လောက်ထိနော်ယူရိုတန်း300နဲ့80အထိတောင်မှဒါတော်တရားဟော့စပါတဲ့ကစားသမား4ယောက်အတွက်ခေါ်ယူထားတာဖြစ်ပါတယ်အတော်လေးများတဲ့ပမာဏဖြစ်နေပါပြီဒါတော့တော်တရားဟော့စပါတဲ့ချက်ပြီးတော့ငွေသုံးဖို့အတွက်ကြံနေသေးတယ်ဆိုတာတော့အားရကြတော့ကောင်းတယ်အားကြကြတော့ကောင်းပဲပဲသူတို့ပေးရှိနေတဲ့ငွေကြီးတွေကထိုက်တဲ့ပြောင်းရွှေ့ကြီးတွေမဟုတ်နေတာတော့ကျွန်တော်သိဘဝင်မကြဘူးလို့ပဲပြောချင်ပါတယ်ပေးထိုက်တဲ့ပြောင်းရွှေ့ကြီးတွေကိုပေးပြီးတော့ငွေတွေအများကြီး3000ကိုလက်ခံတယ်ဒါပေမဲ့ပေးထိုက်တဲ့ငွေကြီးမဟုတ်ပဲနဲ့ပေးရှိပြီးတော့ငွေတွေအများကြီးသုံးနေတာတော့လက်မခံချင်ဘူးပေါ့နော်ဆိုတော့ပြီးခဲ့တဲ့နေ့ရာဒီလီဗာပူးအသင်းလိုမျိုးအစ်ဆက်ကိုယူတန်း130ကျော်နဲ့ခေါ်ခဲ့တာတို့နော်ဟူကီအီကီတီကီယိုဒါယူပေါင်တန်း90ယူတန်း100ကျော်နဲ့ခေါ်ခဲ့တာတို့နော်နောက်ပြီးတော့လက်ရှိဖလိုရာရင်ကိုယူတန်း120-30နီးပါးနဲ့ခေါ်ခဲ့တာတို့နော်အဲ့ရဲ့အပြောင်းရွှေ့တွေကလီဗာပူးအသင်းအတွက်အများကြီးဖိအားဖြစ်စေတယ်ပြီးတော့လက်ရှိလီဗာပူးအသင်းဒီနေ့ရာသီမှာအပြောင်းရွှေ့တွေလှုပ်ဆောင်ဖို့အတွက်ခက်ခဲနေတယ်เนาะအဓိကကစားသမားတွေခေါ်ယူဖို့အသင်းအတွက်အားဖြည့်နိုင်မဲ့ကစားသမားတွေကိုရွေးချယ်ခေါ်ယူဖို့အတွက်အရန်ခက်ခဲနေတယ်ဆိုတော့အဲ့ဒါတွေအားပြီးခဲ့တဲ့နှစ်လီဗာပူး transfer တွေမှားခဲ့လို့မလိုအပ်ပဲဈေးတွေအများကြီးပေးပြီးတော့ကစားသမားခေါ်ယူမှုတွေကိုလှုပ်ခဲ့လို့အဲ့လိုမျိုးတွေဖြစ်ရရှင်ဖြစ်ပါတယ်ဒါကြောင့်မို့စပါဒေးလဲကျွန်တော်အဲ့လိုမျိုးဖြစ်မှာကိုစိုးရိမ်တယ်เนาะစပါဒေးရဲ့လက်ရှိလူခေါ်ယူမှုတွေဟာပရီးမီးယားလိအတွေ့အကြုံရှိပြီးတော့အရေးသွေးပြေးဝပြီးတော့အသင်းအတွက်အစင်သက်သုံးလို့ရမယ့် player တွေဆိုတာအမှားရွေးတစ်စုံတရာမဖြစ်နိုင်ဘူးလို့ပြောလို့မရပါဘူးเนาะအမှားရွေးတစ်စုံတရာတာဖြစ်သွားခဲ့မယ်ဆိုရင်တော့ဖြစ်ပါတဲ့အတော်ကြီးအထိနာစေမဲ့အခြေအနေမျိုးပါเนาะဆိုတော့ PR ရန်များပြီးတော့တိုင်ပတ်သွားစေမဲ့အခြေအနေမျိုးပါလက်ရှိမာရီယာဖာနာဒက်တိုနယ်လီပရီးမီးယားလိတွေ့ကြုံရှိလို့ပရီးမီးယားလိမှာအဝင်နိုင်တယ်ဆိုတော့စာပင်ဟိုပရီးမီးယားလိတွေ့ကြုံရှိလို့ပရီးမီးယားလိမှာချက်ချင်းအဝင်နိုင်တယ်နော် sorry ပါနာစင်းနေလို့ပါချက်ချင်းအဝင်နိုင်တယ်ဆိုတော့တာရကားရတော့ကျွန်တော်တို့ယုံကြည်လို့ရပါမယ်တကယ်တမ်းကလွဲလျှော်ဖြစ်သွားခဲ့မယ်ဆိုရင်တော့စပါတင်ရဲ့အခြေအနေကမတွေးရကြပါပဲနော်ပြီးခဲ့တဲ့နေ့ရာဒီတန်းစင်းသွားမဲ့အခြေအနေတခုနဲ့ရင်ဆိုင်ရလို့တန်းစင်းသွားမဲ့အခြေအနေမျိုးကိုကြောက်သွားလို့ပေါ့နော်တန်းစင်းသွားရမှာကြောက်တဲ့အတွက်ကြောင့်အခုလိုမျိုးပြင်ဆင်မှုအကြီးမားတွေနဲ့ငွေတွေအများကြီးသုံးနေတာဆိုတော့လက်ခံပဲမလိုအပ်တဲ့ပြောင်းရွှေ့ကြီးတွေပေးပြီးတော့ကစားသမားတွေကိုရအောင်ဝယ်နေတာကြီးကတော့ဒါမန်ကန်တဲ့ဟိုဒါနီလန်လို့တော့မဟုတ်ပါဘူးမန်ကန်တဲ့နီလန်တစ်ခုတော့မဟုတ်ဘူးလို့ပြောရမယ်ပေါ့နော်မန်စီးတီးအသင်းအတွက်တော့တရင်ကောင်းပါပဲเนาะတကယ်မန်စီးတီးအသင်းပြည်သက်တွေအတွက်တော့တကယ်ကိုကောင်းမွန်တဲ့တရင်ကောင်းပါပဲဘာလို့လဲဆိုတော့မန်စီးတီးကလက်ရှိဟို7 ညိုလို player မျိုးကိုဟိုယူတန်း100ပေါင်အားဖြင့်85တန်းပေါင်တန်း80ကျော်ထိရောင်းချနိုင်တယ်ဆိုကြတဲ့ကဒါတကယ်ကိုကောင်းတဲ့ transfer ပဲเนาะ Rory ကိုလည်းသူတို့ဒါယူ85တန်းနဲ့အထက်ယူ85တန်းပါပဲယူတန်း60ပလဘိုးစုချင်းဝင်15တန်းဆိုယူ85တန်းနဲ့ရောင်းချနိုင်ခဲ့တယ်အခုစာပေဟိုရောင်းချမှုကလည်းယူတန်း100နဲ့ရောင်းချနိုင်ခဲ့တယ်ဆိုတော့မန်စီးတီးဒီအသက်30ကျော်ပြီးတော့စာချုပ်သက်တမ်းတစ်နှစ်ပဲကျန်တော့တဲ့ကစားသမားကိုလည်းပြောင်းရွှေ့ခြင်းမြင့်မြတ်မှာရအောင်ရောင်းချနိုင်တယ်လို့လက်ရှိစာပေဟိုလိုအသင်းမှာလုံးဝအသုံးမလို့ဘူးအသင်းအတွက်လည်းအကျိုးမပြုနိုင်ဘူးအသင်းရဲ့ရန်လူစင်းမှာပဲရှိနေတဲ့ကစားသမားကိုလည်းယူတန်း100ထိရောင်းချနိုင်တဲ့မန်စီးတီးအသင်းရဲ့ဘုံဖွဲ့ scale ကိုတော့အတော်လေးလေးစားပါတယ်เนาะအတော်လေးလည်းရှိကျူးပါတယ်ဆိုတော့ကောင်းမွန်တဲ့ transfer တစ်ခုလည်းဖြစ်ခဲ့ပါတယ်မန်စီးတီးအသင်းအတွက်တော့တည်င်းကောင်းစပါတင်အတွက်တော့ here we go တည်င်းကြောင်းရာတစ်ခုဖြစ်ပေမဲ့အားရရှိစရာလည်းကောင်းပေမဲ့လူခေါ်ယူမှုတွေကတကယ်ကိုကျင်းတဲ့စရာပြည်သက်တွေအတွက်ပျော်ရွှင်စရာကောင်းပေမဲ့နောက်ဖြစ်လာမဲ့အကျိုးဆက်တွေကိုကြိုတွေးပြီးတော့ရင်လေးမိတယ်လို့ပြောချင်ပါတယ်ဒါကျွန်တော်ဂျားဘန်တယောက်အနေနဲ့ဆွေးနွေးပေးတာပါဆိုတော့ချစ်ချင်းမုန်းချင်းမရှိပါเนาะဆိုတော့မနာလိုစိတ်မရှိပါတကယ်ကျွန်တော်ရဲ့စိတ်ခံစားမှုအရာတော့အဲ့လိုခံစားမိပါတယ်ဆိုတော့စပါပြည်သက်တွေကဘယ်လိုခံစားမိလဲ7 ရဲ့ပြောင်းရွှေ့ကိုအလွတ်ပျော်ရွှင်မှုတွေနဲ့ပဲဒါဟိုပျော်ရွှင်လို့
တင်တယ်လို့ညီကိုတို့မြင်လားဒါမှမဟုတ်ဈေးနှုန်းတွေအစမတန်ပေးနေတာကအသေးရဲ့အနာဂတ်ဟိုငွေကြေးသုံးစွဲမှုတွေအသေးရဲ့အနာဂတ် budget ငွေရရှိဟို budget ဘိုင်းဆိုင်ရာတွေပေါ့နော် fashion ဒီငွေကြေးဘိုင်းဆိုင်ရာတွေမှာဟိုအဲ့ဒီအများလာနိုင်တယ်လို့မြင်လားဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ comment လေးမှာဝင်ရောက်ပြီးတော့ညီကိုတို့ရဲ့ထင်မြင်ချက်ချက်လေးတွေကိုဆွေးနွေးညှိနှိုင်းပေးကြဖို့အတွက်ပြောရှင်းပါတယ်ဗျာနော်